အဖိုးမြေကဝိညာဉ်မြစ်တွေရှိလားကျွန်တော်ကျင့်ကြံလို့ရမလားလို့သူကထပ်မေးတယ်ကျွန်တော်ကကလေးတွေအားလုံးဝိညာဉ်မြစ်တွေရှိရင်သူတို့အားလုံးကိုကျင့်ကြံခိုင်းပြီးကိုခန္ဓာကိုတမအောင်လုပ်ပေးမှာပေါ့ဒါပေမဲ့ကျင့်ကြံပြီးရင်ဘာတွေရင်ဆိုင်ရမလဲဆိုတာမင်းတီလာချစ်ခင်ရသူတွေအိုမင်းသွားချိန်မှာမင်းကတယောက်တည်းဆက်လက်ရှင်တန်နေရလိမ့်မယ်မိုးကြိုးပေးတဲ့အနည်းလည်းရှိတယ်တခါစတင်ရင်မင်းရက်တက်လို့မရတော့ဘူးတကယ်တေချာလားလို့တေချာမေးလိုက်တယ်ယူလင်းကတော့ခိုင်မာတဲ့အမူအရာနဲ့အဘိုးကျွန်တော်ဆုံးဖြတ်ပြီးပါပြီဒီအရာတွေဘယ်တစ်ခုကိုမှမကြောက်ဘူးအားကစားသမားတယောက်ဖြစ်ုံသားမကအဘိုးလိုပဲကျင့်ကြံကျင်သေးတယ်လို့ပြောလိုက်တယ်ကျွန်တော်ကဟာဟာကောင်းပြီငါမြေယူဖန်ဖြစ်တင်တာပဲလို့ချီးကျူးလိုက်တယ်ဝိညာဉ်မြစ်တွေကိုစမ်းသပ်ဖို့လိုတဲ့အတွက်မိသားစုတွေကလူတိုင်းကိုအတူတူလာစမ်းသပ်ခိုင်းရအောင်ကျင့်ကြံမလားမကျင့်ကြံဘူးလားဆိုတာကိုယ့်ဘာသာကိုဆုံးဖြတ်ကြပါအဘိုးကမင်းတို့ရဲ့ဘဝကိုဝင်မဆွတ်ဖက်ချင်ဘူးလို့ကျွန်တော်ပြောလိုက်တယ်ကျွန်တော်ရဲ့သားကအဖေဒီနေ့ဘာထူးကြတာတွေရှိလို့လဲဘာလို့ငါတို့ကိုဒီလောက်နောက်ကျမှအားလုံးကိုခေါ်တာလဲလို့မေးလိုက်တယ်ကျွန်တော်ကတကယ်တော့ကျွန်တော်ကအမြဲတမ်းနဲ့ကျင့်ကြံနေတာပါလို့ပြောလိုက်တော့သူတို့ကအံ့တသွားကြတယ်အိုးကျွန်တော်တို့ကအဘိုးကိုနဲ့တပါလို့အမြဲတီးခဲ့တာပဲလို့ပြောလိုက်တယ်ကျွန်တော်ကမင်းတို့တီးတယ်လားလို့မေးလိုက်တော့ဟုတ်တယ်အဖေရဲ့နှုတ်ပြနေတဲ့ရုပ်ရည်ကိုကြည့်ပါဦးအဖေကအမြဲတမ်းကျမ်းမာရေးနဲ့လေ့ကျင့်မှုတွေလုပ်နေရဆိုတာကျွန်တော်တို့အမြဲတီးခဲ့တာပဲလို့ပြောလိုက်တယ်ကျွန်တော်သားသမီးနဲ့မြေးတွေကသူတို့ထင်ထားတဲ့ကျင့်ကြံမှုမျိုးမဟုတ်ဘူးဆိုတာကျွန်တော်သိလိုက်ရတယ်မင်းတို့ထင်ထားတဲ့ကိုယ်တိုင်ကျင့်ကြံမှုမျိုးမဟုတ်ဘူးဒါကတကယ်ကျင့်ကြံမှုနဲ့နှစေးကျင့်ကြံမှုပဲလို့ကျွန်တော်ရှင်းပြလိုက်တယ်သူတို့နားမလဲတော့အဘိုးမြင်ပြလိုက်ပါလို့ယူဖန်ကပြောလိုက်တယ်အဘိုးလက်ထဲမှာမော်ပစ္စည်းတစ်ခုခုဝတ်ထားတာလားဝိညာဉ်မှုလားဒါကမော်ပညာလားလို့သူတို့ကထင်နေကြတယ်ကျွန်တော်ကတော့သူတို့ရဲ့ပျော်ရွှင်နေတဲ့မျက်နှာတွေကိုကြည့်ပြီးရဲမိတယ်မဟုတ်ဘူးဒါကမော်ပညာမဟုတ်ဘူးငါအဘိုးရဲ့လူစွမ်းကိုကြော်လွန်တဲ့လှုပ်ရှားမှုအမြန်နှုန်းကိုကိုယ်တိုင်မြင်ဘူးတယ်လို့ယူဖန်ကရှင်းပြလိုက်တယ်အဘိုးပြောတာတကယ်ဖြစ်နိုင်တယ်ထင်တယ်ကျွန်တော်ဘိုးကိုယုံတဲ့ဝိညာဉ်မြစ်တွေကိုဘယ်လိုစမ်းသပ်ရမလဲလို့ယူဖန်ကမေးလိုက်တယ်။ကိုအမေအဖေနဲ့အမဘာလို့ကျွန်တော်ကိုမယုံတာလဲအဘိုးဘာလို့ပြန်တန်းတဲ့ပညာကိုထပ်မပြတာလဲသူတို့ကိုမြင်ပါစေလို့ယူဖန်ကအားကျစွာပြောလိုက်တယ်ကျွန်တော်ကတော့ဘာလို့လဲမင်းတို့ကိုယုံစေဖို့အတွက်လားလို့မေးလိုက်တယ်။ကျွန်တော်ပြန်တန်းတဲ့ပညာကိုပြသလိုက်တော့သူတို့အားလုံးအံ့ကြကုန်ကြတယ်။အခုတော့မင်းတို့ကျွန်တော်ကိုယုံကြည်ပြီးထင်တဲ့အဘိုးကအံ့သားစရာပဲလို့ယူဖန်ကချီးကျူးလိုက်တယ်။အခုတော့ငါရဲ့တန်တရားတွေမှန်နေပြီပဲအဖေကတကယ်ပဲနှစေးကျင့်ကြံနေတာပဲလို့ကျွန်တော်ရဲ့သားကပြောလိုက်တယ်။အဖေကကျင့်ကြံနေခဲ့တာဆိုရင်ဘာလို့ဒီနေ့မှငါတို့ကိုရုတ်တရက်ပြောတာလဲလို့ကျွန်တော်သားကမေးလိုက်တော့ယူဖန်ကဘာလို့လဲဆိုတော့ကျွန်တော်ဒီနေ့အဘိုးတောင်နောက်ကနေပြန်တန်းဆင်းတက်လာတာကိုမြင်လိုက်လို့ဖြေလိုက်တယ်ကျွန်တော်ကတော့ခေါင်းခါလိုက်ပြီးဒါဆိုသူကဖော်ထုတ်ခံရမှာပဲဝန်ခံတာပေါ့လို့စိတ်ထဲမှာတွေးလိုက်တယ်ကျွန်တော်လည်းအဲ့ဒါကိုပြောမလို့ပဲဘလို့ဆက်ပြောရမလဲဆိုတာမစင်စားရသေးလို့အခုဒီကိစ္စပေါ်လာပြီဆိုတော့မင်းတို့ကိုကျင့်ကြံမှုလမ်းညွှန်ပေးနိုင်ပြီလို့ကျွန်တော်ပြောလိုက်တယ်ဒါပေမဲ့ကျင့်ကြံမှုကဘယ်နည်းနဲ့မှမလွယ်ကူဘူးမင်းတို့တေးသေးချာချာစဉ်းစားပြီးမှပြန်ဖြေသင့်တယ်လို့ထပ်ပြောလိုက်တယ်ဒါပေမဲ့ယူဖန်ကတော့အဘိုးပြောစရာမလိုဘူးကျွန်တော်တေးချာပေါက်ကျင့်ကြံရမယ်ကျွန်တော်တေးသေးချာချာစဉ်းစားပြီးပါပြီလို့ခိုင်မာစွာပြန်ဖြေတယ်ကျွန်တော်သားကအဖေကျင့်ကြံမှုကမတည်နိုင်တဲ့ဘဝကိုပေးစွမ်းနိုင်လားလို့မေးလိုက်တော့ကျွန်တော်ကကျင့်ကြံမှုတိုးတက်လာတာနဲ့အမျှတတန်လေတဘာဝတိုင်းတိုးလာမှာပေါ့လို့ရှင်းပြလိုက်တယ်ဒါပေမဲ့လူတိုင်းကတော့မတည်နိုင်တဲ့ဘဝကိုမရနိုင်ဘူးတချို့လူတွေကလေကိုခန္ဓာကိုယ်ရဲ့ဆွဲသွင်းဖို့နှစ်ပေါင်းများစွာစူးစမ်းပေမဲ့မအောင်မြင်ဘူးအချိန်တွေသာကုန်သွားလိမ့်မယ်မင်းတို့စဉ်းစားဖို့အချိန်ယူနိုင်ပါတယ်လို့ကျွန်တော်ထပ်ပြောလိုက်တယ်ကျွန်တော်အမေဘက်ကဆွေမျိုးတွေအများကြီးရှိတယ်တယောက်ယောက်ကဘယ်တော့မှအသက်မကြီးဘူးဆိုရင်တယောက်ယောက်ကတေချာပေါက်တန်တရားဝင်လာလိမ့်မယ်လို့ကျွန်တော်သားကစိုးရိမ်တကြီးပြောတယ်အင်းအဖေဒီကိစ္စကအရေးကြီးဆုံးပဲစုဟာနဲ့ကျွန်တော်တေချာဆွေးနွေးဖို့လိုတယ်လို့သူကပြောလိုက်တယ်ကျွန်တော်ရဲ့မြေးလေးယူလင်းကတော့ကျွန်တော်ကတော့စိတ်တက်ခိုင်ပါတယ်ဒါပေမဲ့ဖြစ်မလားမသိဘူးလို့ပြောတယ်ဒါပေမဲ့အဘိုးကျွန်တော်စူးစမ်းကြည့်ချင်တယ်အဘိုးရဲ့လမ်းညွှန်မှုအောက်မှာကြင်ကြံချင်တယ်လို့သူကခိုင်မာတဲ့အမူအရာနဲ့ပြောလိုက်တယ်ကျွန်တော်ကကောင်းပြီမင်းပါရွေးချယ်အဘိုးထောက်ခံတယ်လို့ပြောလိုက်တယ်ယူဖန်ကဒါကဝတ္ထုတွေကကြင်ကြံမှုပဲထာဝရနုပြိုနေနိုင်မဲ့အဘိုးကျွန်တော်လည်းကြင်ကြံချင်တယ်လို့အားကြစွာပြောလိုက်တယ်ဒီခွင့်ရေးကိုလုံးဝလက်လွတ်ခံလို့မဖြစ်ဘူးလို့သူကထပ်ပြောတယ်ဒီမြင်းမလေးကတော့နုပြိုတဲ့ပုံစံကိုထိမ့်သိမ်းထားချင်တာပဲလို့ကျွန်တော်ရေမောမိတယ်မင်းတို့၃ယောက်ကျင့်ကြံချင်တယ်ဆိုရင်ဝိညာဉ်မြစ်တွေကိုအရင်စမ်းသပ်ရအောင်လို့ကျွန်တော်ပြောလိုက်တယ်အဲ့ဒီနောက်ကျွန်တော်ကအကာအကွယ်ပစ္စည်းတွေထားတဲ့တိုလောင်ကန်းထဲကနေဝိညာဉ်မြစ်စမ်းသပ်တဲ့ခုံကိုထုတ်လိုက်တယ်အိုးဒါကဘာလဲအဖေအခုဘလို့မောပညာလဲလို့သူတို့ကအန်းကြတာကြီးမေးကြတယ်ကျွန်တော်ကဒါကတိုလောင်နေရပဲမင်းတို့လည်းနောက်ဆိုရလာလိမ့်မယ်ဘသူအရင်စမ်းကျင်လဲလို့ပြောလိုက်တော့ယူဖန်ကကျွန်တော်ကအငယ်ဆုံးအကိုကြီးကိုအရင်တွားခွင့်ပေးပါလို့ပြောလိုက်တယ်ကျွန်တော်ရဲ့အကြီးဆုံးမြေးကတကယ်လို့ကျွန်တော်မှာအရေးချင်းမရှိရင်ဘယ်လိုလုပ်ရမလဲနှစေးကျင့်ကြံလို့မရရင်ဘယ်လိုလုပ်ရမလဲလို့စိုးရိမ်တကြီးပြောလိုက်တယ်ကျွန်တော်ကစိတ်မပူပါနဲ့ကလေးရေမင်းရဲ့လက်ကိုတင်ထားလိုက်ရုံပဲကျင့်ကြံလို့မရရင်တော့ငါအစွမ်းကုန်လုပ်ပေးမှာပါလို့ပြောလိုက်တယ်အဘိုးကကျွန်တော်ကိုတေချာပေါက်ကာကွယ်ပေးမှာပါလို့ပြန်ဖြေတော့ကျွန်တော်ကပြုံးလိုက်တယ်ကောင်းလိုက်တဲ့ကလေးအလဲလက်အဆင့်ရွှေဝိညာဉ်မြစ်အရေးချင်းတော်လိုက်တာလို့ကျွန်တော်ပြောလိုက်တယ်သူကရွှေဝိညာဉ်မြစ်ကအစွမ်းထက်လားဒါကကောင်းတဲ့အရေးချင်းလားလို့မေးလိုက်တယ်ကျွန်တော်ကလူတစ်တောင်းမှာတယောက်လောက်ပဲဝိညာဉ်မြစ်ရှိနိုင်တာထူးချွန်တဲ့တစ်ခုတည်းသောအရေးချင်းဝိညာဉ်မြစ်တွေအများများရင်ကျင့်ကြံဖို့ပိုခက်ခဲတယ်အမြင့်ဆုံးအဆင့်အထိကျင့်ကြံသူတွေသာနှက်ပြီးတက်နိုင်တာလို့ရှင်းပြလိုက်တယ်ဒီတော့ယူလင်းကကျွန်တော်အလဲမြင်ကျွန်တော်ရဲ့ဝိညာဉ်မြစ်ဘာလဲကြည့်ရအောင်လို့အားကြစွာပြောလိုက်တယ်သူ့ကိုစမ်းသပ်ကြည့်လိုက်တော့ရေဝိညာဉ်မြစ်တွေပြည့်နေတာပဲလို့တွေ့ရတယ်ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဒါကပြေးွားတဲ့ဝိညာဉ်မြစ်ပဲအမြင့်ဆုံးအဆင့်ရေဝိညာဉ်မြစ်လို့ကျွန်တော်အံ့သားသွားတယ်ကံကောင်းလို့ဒီကဘာမှာတချို့ကဘာတွေမှာဆိုရင်လောင်စာအိုးဖြစ်အကြာကြီးကလေးကအဖမ်းခံရပြီးလို့စိတ်ထဲမှာတွေးလိုက်မိတယ်ကျွန်တော်မြေးကိုအဲ့လိုမျိုးဘယ်တော့မှမခံစားရစေရဘူးရေဝိညာဉ်မြစ်အရေးချင်းကအမြင့်ဆုံးအဆင့်ပဲလို့ကျွန်တော်ပြောလိုက်တော့ယူလင်းကဝိုးကျွန်တော်လဲဝိညာဉ်မြစ်ရှိတဲ့သူတယောက်ပဲတော်လိုက်တာကျွန်တော်ကျင့်ကြံလို့ရပြီလို့ပြောရှင်စွာပြောလိုက်တယ်ဒီကဘာမှာပဲဖြစ်ဖြစ်တခြားကဘာမှာပဲဖြစ်ဖြစ်သူမကိုကျွန်တော်ကာကွယ်ပေးရမယ်လို့ကျွန်တော်စိတ်ထဲမှာကြိမ်ဆိုလိုက်တယ်ဒီတော့ကျွန်တော်ရဲ့မြေးယူဖန်ကကျွန်တော်အလဲနောက်ဆုံးတော့ကျွန်တော်အလဲရောက်ပြီလို့ပြောလိုက်တယ်သူ့ကိုစမ်းသက်ကြည့်လိုက်တော့ဘာမှမရှိဘူးအဘိုးဘာလို့ဘာမှမရှိတာလဲကျွန်တော်မှာဝိညာဉ်မြစ်မရှိဘူးလားလို့သူကစိတ်မကောင်းစွာမေးလိုက်တယ်ဒါပေမဲ့ကျွန်တော်ကဟာဟာကောင်းလိုက်တဲ့ကလေးငါမြေးယူဖန်ဖြစ်တင်တာပဲတော်လိုက်တာကောင်းလေးလို့ပြောလိုက်တယ်သူကအဘိုးကျွန်တော်မှာဝိညာဉ်မြစ်ရှိလားလို့မေးလိုက်တော့ကျွန်တော်ကဟာဟာမမျှော်လင့်ထားဘူး10 တန်းမှာတယောက်ပဲပေါ်လာတဲ့ရှားပါကောင်းကင်ဝိညာဉ်မြစ်ငါတို့မိသားစုက2ယောက်တောင်ပေါ်လာတယ်လို့ပြောလိုက်တယ်
ကောင်းကင်ဝိညာဉ်မြစ်အဘိုးကျွန်တော်ကောင်းကင်ဝိညာဉ်မြစ်လားနောက်တစ်ယောက်ကဘသူလဲလို့သူကမေးလိုက်တော့နောက်တစ်ယောက်ကမင်းရဲ့အဘိုးငါပဲလို့ကျွန်တော်ဖြေလိုက်တယ်အဘိုးကလည်းဒီလိုဝိညာဉ်မြစ်ရှိတယ်ဆိုတာအမိုက်စားပဲလို့သူကပျော်ရှင်စွာပြောလိုက်တယ်အလုံးစင်ကြဲတဲ့ကောင်းကင်ဝိညာဉ်မြစ်တွေကသာအယောင်မရှိတာငါးမျိုးစလုံးတွေကကြက်ရာကိုရွေးချယ်ပြီးကျင့်ကြံနိုင်တဲ့ကျင့်ကြံမှုအမြန်နှုန်းကတခြားဝိညာဉ်မြစ်တွေထက်အများကြီးပိုမြန်တယ်ဒါကထူးချွန်တဲ့ဝိညာဉ်မြစ်ပဲလို့ကျွန်တော်ရှင်းပြလိုက်တယ်ဒါဆိုတာကတော်တော်ကောင်းတဲ့ဝိညာဉ်မြစ်ပဲအန်သားစရာပဲကျွန်တော်လည်းတနေ့နေ့အဘိုးလို့အစွမ်းထက်ချင်တယ်လို့ယူဖန်ကပြောလိုက်တယ်ဂုံယူပါတယ်ညီလေးမင်းကငါတို့ရဲ့ဉာဏ်ကြီးရှင်လေးပဲလို့ကြံတဲ့သူတွေကချီးကျူးကြတယ်ဝိုးတကယ်အထင်ကြီးစရာပဲရှေးရှောင်းငါကိုစောင့်ရှောက်ပေးရမှာနော်လို့ယူလင်းကပြောလိုက်တယ်ကလေး၃ယောက်စလုံးဝိညာဉ်မြစ်တွေရှိနေတာကိုမြင်ရတော့ကျွန်တော်စိတ်ထဲမှာပျော်ရွှင်မိတယ်ကျွန်တော်ဒီလိုကံကောင်းမှုမျိုးရှိမလားမသိဘူးလို့ကျွန်တော်သားကပြောလိုက်တော့ကျွန်တော်ကလာပါကြားချင်မင်းလဲစမ်းကြည့်တင်တယ်လို့ပြောလိုက်တယ်အဖေကျွန်တော်တင်ယူခြင်းမလားမဆုံးဖြတ်ရသေးဘူးလို့သူကပြန်ဖြေတယ်ကိစ္စမရှိဘူးမင်းနဲ့စုဟာ၂ယောက်စလုံးစမ်းကြည့်နိုင်တယ်နှစေးကျင့်ကြံဖို့မလိုချင်ရင်တာမန်လူတစ်ယောက်ဖြစ်လဲရတယ်ဘာရွေးချယ်အဖေထောက်ခံတယ်တာမန်လူတစ်ယောက်ဖြစ်ရင်တောင်မင်းကအမြင့်ဆုံးအဆင့်မှာရှိနေမှာလို့ကျွန်တော်ပြောလိုက်တယ်ဒါဆိုစိတ်ချရပြီကျွန်တော်လည်းကြည့်လိုက်ဦးမယ်လို့သူကပြောပြီးစမ်းတက်လိုက်တော့အိုးတာကဘာလဲဒီစမ်းတက်ကိရိယာပြတ်သွားပြီလားလို့သူကအံ့တသွားတယ်ဒါကလျက်စီးပဲလျက်စီးဆိုတာအစွမ်းထက်တဲ့ထိုးစစ်စင်တစ်ခုပဲသူ့ရဲ့ကျင့်ကြံမှုအရေးချင်းကလည်းအမြင့်ဆုံးအဆင့်ပဲမင်းကျင့်ကြံမလားမကျင့်ကြံဘူးလားဆိုတာမင်းသဘောပဲလို့ကျွန်တော်ရှင်းပြလိုက်တယ်ပြီးတော့ကျွန်တော်ရဲ့ချွေးမစုဟာကိုလည်းစုဟာမင်းလည်းစမ်းကြည့်တင်တယ်လို့ပြောလိုက်တယ်သူမှစမ်းကြည့်လိုက်တော့ဟေးအဲ့ဒါအစိမ်းရောင်လင်းပဲဘယ်ဟာကအစိမ်းရောင်လဲခမန်းရအောင်ငါးမျိုးစလုံးတွေကတိဝိညာဉ်မြစ်လားလို့ယူဖန်ကပြောလိုက်တယ်တိဝိညာဉ်မြစ်ကလည်းထူးချွန်တဲ့အပင်တွေကိုထိန်းချုပ်ပြီးတိုက်ခိုက်နိုင်တဲ့အရာအလုံးကိုကြီးထွားစေနိုင်တဲ့ဝိုးတာကြောင့်ငါမေရဲ့ပန်းတွေကအမြဲတမ်းအလှဆုံးပဲတိဝိညာဉ်မြစ်ဖြစ်နေတာပဲလို့ယူလင်းကချီးကျူးလိုက်တယ်ကျွန်တော်ကဒီကလေးကစကားတတ်တာပဲမိသားစုတစ်စုလုံးဝိညာဉ်မြစ်တွေရှိနေတာပဲမင်းတို့၃ယောက်ဒီညကစားပြီးကျင့်ကြံမှုစတင်ကြလိမ့်မယ်လေကိုခန္ဓာကိုယ်ရဲ့ဆွဲသွင်းတဲ့ဖော်မြူလာကမင်းတို့စိတ်ထဲရောက်နေပြီးမင်းတို့၂ယောက်ကတော့အေးအေးဆေးဆေးစဉ်းစားကြပါအလင်းမလုံးနဲ့မနှက်ဖြန်အထူးပုဂ္ဂိုလ်နဲ့တွေ့ပြီးရင်တော့ကျွန်တော်တိတ်ဆိတ်တဲ့နေရာတစ်ခုရှာဖို့လိုအပ်တယ်လို့ပြောလိုက်တယ်ကျွန်တော်ကတော့ရွှေရောင်ဘေးဒဏ်ကိုကြော်ဖြတ်ဖို့အတွက်တိတ်ဆိတ်တဲ့နေရာတစ်ခုလိုအပ်နေတာပေါ့ကိုတောင်ကိုရပြီးမှသာကျင့်ကြံမှုရဲ့အစစ်အမှန်စတင်ခြင်းဖြစ်လာမှာနောက်တစ်နေ့မှာတော့မစ္စတာယူကကျွန်တော်စီလာပြီးမစ္စတာယူခင်ဗျာကျွန်တော်တရုတ်တိုင်းရေးစေပညာအတွက်တင့်တော်တဲ့စက္ကန့်သူနှစ်ဦးကိုရှာတွေ့ပါပြီဘယ်တော့ဆရာစီပို့ပေးရမလဲဆိုတာစဉ်းစားနေတာပါလို့ပြောလိုက်တယ်ကျွန်တော်ကအင်တပတ်လောက်ကြာရင်သူတို့ကိုဘီလာရီယာကိုတိုက်ရိုက်ပို့လိုက်ပါလို့ပြောလိုက်တယ်ဒီနေ့စေးရုံလုံခြုံရေးကရင်ကောင်းတကောင်တောင်မဝင်နိုင်ဘူးလို့သူတို့ပြောကြတယ်ခန္ဓာကိုယ်ရှာဖွေမှုကိုပူပေါင်းကူညီပါတကယ်လို့ကျွန်တော်လက်နက်တစ်ခုခုယူလာခြင်းရင်လည်းမင်းတို့ရှာတွေ့မှာမဟုတ်ဘူးလို့ကျွန်တော်စိတ်ထဲမှာတွေးလိုက်တယ်ကျဲပြန့်တဲ့နဖူးနဲ့ဖြောင်းစင်းတဲ့နာခေါင်းနဂါးရဲ့အရှိန်ဝါကိုမိမ့်မိန်လေးထုတ်လို့နေတယ်လို့ကျွန်တော်တွေးလိုက်တယ်ဒီလူကြီးဟာစာအုပ်ထဲကအရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေတာပဲလူကြီးကတကယ်ပဲလက်ဆွဲနှုတ်ဆက်ဖို့အစပြုလိုက်တာလို့တချို့ကအန်းကြကုန်ကြတယ်ဒီလူငယ်လေးကဘာများထူးခြားနေလို့လဲလူကြီးကဒီလောက်တောင်အလေးထားရအောင်လို့သူတို့တီးတိုးပြောကြတယ်ကျွန်တော်ကမင်္ဂလာပါလူကြီးမင်းရဲ့နာမည်ကိုအကြာကြီးကလေးကကြားဘူးပါတယ်ဇီရွှမ်းကိုကုသနိုင်တဲ့ဆရာရဲ့စွမ်းရည်ကိုကျွန်တော်တကယ်ပဲစိတ်ဝင်စားမိတယ်ဒါကြောင့်ကိုယ်တိုင်လာတွေ့တာပါလို့ပြန်ပြောလိုက်တယ်ယောဂကုသတာအသက်ငယ်တာကပုံမှန်ပဲလို့ကျွန်တော်ဖြေလိုက်တယ်ဇီရွှမ်းနဲ့အရင်ဆုံးထိတွေ့ခဲ့သူတွေအားလုံးယောဂကူးဆက်ခဲ့တယ်ဆရာမှာဖြည့်ရှင်းနေရှိလားလို့သူကမေးလိုက်တော့ကျွန်တော်ကဒါကဝိညာဉ်ကြီးပဲရေထဲကိုတစ်ဆက်ထည့်ပြီးတောက်လိုက်ပါ15မိနစ်အတွင်းခန္ဓာကိုယ်ရဲ့က bias တွေပျောက်သွားလိမ့်မယ်လို့ပြောပြီးဆေးပုလင်းလေးတစ်လုံးကမ်းပေးလိုက်တယ်ဒီလိုအန်တပွဲဆေးယောဂတွေကိုတကယ်ပဲမြ мян ကုသနိုင်တယ်လို့သူတို့ကအန်ကြကုန်ကြတယ်ဒီဆေးရဲ့မူရင်းစစ်မြစ်ကိုမသိဘူးလူကြီးမင်းကတိုက်ရိုက်မထိပါနဲ့တတိထားရမယ်လို့အတွင်းရေးမှူးကတတိပေးလိုက်တယ်ဒီအတွင်းရေးမှူးကတတိထားတတ်တာပဲယူမိသားစုကအာနာကိုတကယ်လိုအပ်နေတယ်လို့ကျွန်တော်စိတ်ထဲမှာတွေးလိုက်မိတယ်ဒီဆေးလုံးကပြဿနာကိုလုံးဝဖြေရှင်းနိုင်တယ်လူကြီးမင်းရဲ့လက်ရှိကျန်းမာရေးအခြေအနေကအမြင့်ဆုံးအဆင့်မှာရှိနေတယ်လို့ထင်ရတယ်ဒါပေမဲ့ရေရှည်ပင်ပန်းနှွမ်းနယ်မှုကခန္ဓာကိုယ်လုံးဆောင်ချက်တွေကိုကြာဆင်းစေတယ်လို့ကျွန်တော်ပြောလိုက်တယ်ဒီဆေးကိုဆေးဝါးဗေဒဆိုင်ရာလေ့လာမှုလုပ်လို့ရမလားလို့သူတို့ကမေးလိုက်တော့ကျွန်တော်ကဒီထဲမှာပါတဲ့ဆေးဖက်ဝင်အပင်အများစုကအလွန်ရှားပါတဲ့အစုလိုက်ပြုံလိုက်ထုတ်လုပ်ဖို့မဖြစ်နိုင်ဘူးလို့ရှင်းပြလိုက်တယ်ဒါဆိုတိတ်ကိုနှမျောစရာပဲလို့သူကပြောလိုက်တယ်ဒါကအစားထိုးဆေးတွေရှာဖွေဖို့အခွင့်အရေးဖြစ်လာလိမ့်မယ်ဆေးစာကိုလည်းရေးထားတဲ့အချိန်မရွေးဆက်သွယ်နိုင်တယ်လို့ကျွန်တော်ကဆေးစာကိုပေးလိုက်တယ်ကျေးဇူးတင်ပါတယ်တရုတ်ပြည်မှာဒီလိုအန်တပွဲဆရာဝန်တယောက်ရှိနေတာဟာတိုင်းပြည်အတွက်တကယ်ကံကောင်းခြင်းပါပဲဒီခီးစဉ်က bias ကိုဖြည့်ရှင်းနိုင်ုံသာမှကပြည်သူတွေကိုအကျိုးပြုမဲ့ဆေးစာတအုပ်ကိုလည်းရခဲ့တယ်တကယ်ကိုတန်ပါတယ်လို့သူကချီးကျူးလိုက်တယ်ကျွန်တော်ကလူကြီးမင်းကလွန်လွန်ကျူးကျူးပြောနေတာပါဒါကကျွန်တော်အလုပ်ပဲလို့ဖြေလိုက်တယ်ဆရာသမားတို့ဟာကိုကိုအလွန်ကာကွယ်တယ်ဘာလို့မော်ဖော်မြူလာကိုပေးဖို့ဆန္ဒရှိတာလဲလို့သူတို့ကမေးလိုက်တော့ကျွန်တော်ကရန်သူနိုင်ငံတွေကကျွန်တော်တို့နိုင်ငံကိုအစိတ်ခတ်ပြီးကျွန်တော်တို့ရဲ့အမျိုးသားကုန်တိတ်ခါကိုစိန်ခေါ်တဲ့ကိုတိုင်းပြည်ကိုရန်သူတွေကျူးကျော်တာဘယ်လိုလုပ်ခွင့်ပြုနိုင်မလဲလို့မျိုးချစ်စိတ်အပြည့်နဲ့ပြန်ဖြေလိုက်တယ်ဒီလိုစိတ်ရင်းမှန်နဲ့မျိုးချစ်စိတ်တကယ်ကိုထိမိပါတယ်လို့သူတို့ကချီးကျူးလိုက်ကြတယ်ကလေးတွေအားလုံးကကြိုးကြိုးစားစားကျင့်ကြံနေကြတယ်ကြားချင်းကျွန်တော်တခြားနေရာမှာတိတ်ဆိတ်စွာကျင့်ကြံဖို့သွားတော့မယ်လို့ကျွန်တော်ပြောလိုက်တယ်ကျွန်တော်သားကြားချင်းကအဖေဒီတခါဘယ်မှာကျင့်ကြံဖို့စီစဉ်ထားလဲလို့မေးလိုက်တယ်ချမ်းပိုင်နောင်ကနက်ပြည်လို့အမြဲနမီကြီးခဲ့တာလူသူနေပါမှာတေချာတယ်အဲ့ဒီကိုသွားရအောင်လို့ကျွန်တော်ပြောလိုက်တော့သူကအဖေချမ်းပိုင်နောင်ကအခုကြီးမားတဲ့ရှုခင်းတာနေရာဖြစ်နေပြီးနေ့တိုင်းလူပြည့်နေတာအဖေကိုအနောက်ရှက်ဖြစ်စေမှာတေချာတယ်လို့ပြောလိုက်တယ်ကျွန်တော်ကအခြေအနေတွေကမတူတော့ဘူးလူသူမနေတဲ့တောင်တန်းတွေဘယ်မှာရှိလဲတိလားလို့မေးလိုက်တော့သူကဟိုင်မျိုးနဲ့မဝေးတဲ့ဆင်းရဲတဲ့တောင်တန်းဒေသတစ်ခုရှိတယ်စပားတွေမပေါက်ဘူးလူတိုင်းပြောင်းရွှေ့သွားကြပြီလို့ပြောလိုက်တယ်ကောင်းပြီကောင်းတယ်ဆိုရင်အဲ့ဒီကိုပဲသွားကြတာပေါ့ဒီနာပဲထွက်မယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ခင်မီလူဖွဲ့စည်းမှာစောင့်ကြည့်မှုတွေအပြည့်ပဲတိတ်ဆိတ်တဲ့နေရာတစ်ခုရှာဖို့တော်တော်ခက်တယ်ဒီလိုဝေးလံပြီးလူသူမနေတဲ့တောင်ကိုနောက်ဆုံးတော့ရှာတွေ့ပြီလို့ကျွန်တော်ပြောလိုက်တယ်နတ်အာယုံကဒီနေရာကိုဖျက်ပြီးရှာဖွေလိုက်တော့အသက်ရှင်နေတဲ့တတဝါဘသူ့ကိုမှမတွေ့ရဘူးဘယ်သက်ရှင်တဲ့တတဝါမှအနောက်ရှက်မပေးဘူးဒီမှာပဲဘေးဒဏ်ကိုကြော်ဖြတ်ရအောင်လို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်တကယ်ကိုအံ့သားစရာပဲဖောင်ဒေးရှင်းတည်ဆောက်မှုဘေးဒဏ်လျက်စီးကအရန်အားနည်းလုံးနဲ့အယိုးတွေကိုတမန်အောင်လုပ်ဖို့နဲ့ထွက်ပြေးဖို့အတွက်အချိန်တန်ပြီးပဲကောင်းကောင်းနေပြီးနားရဲ့အာဟာရဖြစ်ပါစေလို့ကျွန်တော်စိတ်ထဲမှာတွေးလိုက်တယ်ကျွန်တော်ရဲ့ S ကခဲရဘေးဒဏ်ကိုကြော်ဖြတ်ပြီးတော့ဟူးနောက်ဆုံးတော့အားလုံးကိုဆုပ်ယူပြီးကျင့်ကြံမှုကိုခိုင်မာအောင်လုပ်ရမယ်လို့ပြောလိုက်တယ်